Hello အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျွန်တော်တို့ဒါကောင်းပါပါဖျားပွဲစည်းကိုဒီနေ့အကြောင်းကျွန်တော်လည်းလိုက်ပြောပြတာဒီနေ့ကတော့ကျွန်တော်ရင်းနှီးလို့မဟုတ်စားမှာဒီနေ့ကတော့ကျွန်တော်ချားဖတ်တယ်စီချီရပါလေပါဒီစီးဆိုင်ကြပြီရှုံးပါလေခင်ဗျာဥစားရှင်နာမည်အခရာဒီရဲ့ဥစားရှင်ဒီရတဲ့အခရာများတော့ကာကြီးနာငယ်ဟာဝဒီတော့အခရာများမှအလုံးဖြစ်နိုင်တယ်ဒီတရားတစ်ယောက်တော့တတိတာထားပြီးတော့ဒီမျိုးပဲဖြစ်မဲ့ထဲပါဒီတော့ဒီကိုကျန်တယ်ပါကကျောင်းပေါ်လာပြီတက်တက်ပြီးတဲ့ကိုပြချင်တာပတိပဲလူပြိုကြီးဖြစ်တော့